မင်္ဂလာပါမင်္ဂလာပါတားငယ်လေးကတော့ဟာတာမင်းသားကျော်စီးစားဖြစ်ပါတယ်တားကြီးကတော့ဟာတာမင်းသားကျော်ကဲဖြစ်ပါတယ်ဟာတားငယ်လေးကဖေဖေနဲ့မေမေလှုပ်ကျွေးနေတာပါတားတော့မိန်းမလှုပ်ကျွေးနေပါကျွန်တော်ပြောပါအဲ့တော့ဘယ်မှာဟိုပြလုံးမပြကြဘူးနော်ပြလုံးမပြကြဟုတ်ကဲ့ဒါတော့ပြည်သက်များလည်းအားလုံးသိပြီးသားအတိုင်းပါပဲကျွန်တော်ညီကိုနှစ်ယောက်ရဲ့နော်တင်ဆက်မှုလေးတွေအခုလည်းဒီခါကျတော့ပြည်သက်တွေရည်ရမဲ့သတင်းလေးဒီလဲရည်ရတယ်မဟုတ်ဘူးမင်းကြုံမရည်နဲ့အခုရည်ချင်းနေဒီလဲရည်ရတယ်တကယ်ဟိုမှပေါ့ဘလောက်တောင်တလွဲတွေဖြစ်နေလဲဆိုတာကိုတော့ဘလောက်တောင်တလွဲတွေဖြစ်နေလဲဆိုတော့ကျွန်တော်တို့တွေးမြင်ရတော့မှဖြစ်ပါတယ်အဲ့ဒါတော့ကျွန်တော်တို့စစ်မှုတန်းနဲ့ပါသွားတဲ့ပစလေးတွေတောင်းဖို့သူတို့ဘဝလည်းဆိုးပါတယ်သူတို့မှဗာလဲဒါရှေ့မှာကြည့်တော့လဲတဘိုးနဲ့နောက်မှာကြည့်တော့လဲဒုတ်နဲ့ထန်းကန်တာလည်းဘဝတွေတနာလဲတနာဖို့ကောင်းတယ်ဟုတ်တယ်အဲ့တော့နော်ဒီကောင်တွေရဲ့ဘဝတွေကပစတွေရဲ့ဘဝတွေကဘယ်လိုဖြစ်နေလဲဆိုတော့ပစတွေခါကြလဲဘယ်လိုခေါ်မလဲတနာတယ်သူတို့ကဘောလုံးကွင်းနဲ့ဘောလုံးနေလူဖြစ်နေဟိုလူကပြစ်ကန်ခံလိုက်ဒီလူကပြစ်ကန်လိုက်နေတော်လိုင်းရေးပဲလေသူတို့ကမသွားရဲမသွားရဲဆိုတာအဲကြောင့်မို့လေလူဆိုတာတတ္တိရှိမှဟုတ်တယ်တတ္တိမရှိလို့ရှိရင်ယောက်ျားဆိုတာတတ္တိရှိမှအုပ်စုလိုက်နဲ့မရဲမှာမဟုတ်ဘူးအုပ်စုလိုက်မှမရဲမှာမဟုတ်ဘူးအဲ့တော့တတ္တိမရှိရင်ကျွန်တော်အမြဲပြောရလေလူဆိုတာတတ္တိရှိမှမရှိရင်နှခါသေးရတယ်ဘာလို့နှခါသေးရဆိုတော့ဘယ်ချင်းပေါ်တာဆွဲမလဲလို့အချိန်ချင်းသေးနေရမှာတွေးနေတာနေအဲ့မှာစိတ်ဆင်းရဲချင်းမှာကွာတော့ကောက်ဖမ်းအဲ့မှာထပ်ပြီးတော့ကွာဆိုရှေ့တန်းထပ်ပို့လိုက်ချင်းမှာတက်ပါပြီကျွန်တော်တို့တချို့အနုပညာညီကောင်မောင်နှမတွေနာမည်မကြီးတဲ့ပေါ့နော်ဇက်တပင်ရဲ့ညီကောင်မောင်နှမတွေဆိုရင်ဒီဘာသာတွေကိုပါသွားတာတွေအများကြီးပါအများကြီးအဲ့ကလေးတွေဆိုရင်ဘဝကလည်းအရန်ကိုတနာဖို့ကောင်းပါတယ်နော်ဟုတ်တယ်နော်အဲ့ကလေးတွေဆိုရင်လည်းဒါအားလုံးကမတိကြအောင်ဆောင်နေကြတာဒီနာမည်ကြီးတဲ့ဒီဆယ်ဒီတွေလောက်ပဲစိတ်ဝင်စားနေကြတာအဲ့လူတွေလည်းဘာသာတွေမပါသေးဘူးလားသူတို့ကဘာသာတွေမထည့်ပေးဘူးမထည့်ပေးဘူးလားမထည့်ပေးသူတို့အခုမြန်မာနိုင်ငံမှာဖြောပြနေတဲ့ဒီတပင်ယူနော်ကြိုးကြောင်တွေကသူရှေ့ကမှနောက်ကပေါ်တာဆွဲလို့ရမှာဟုတ်သူတို့သွားဖမ်းတာဘယ်သူပေါ်တာသွားဆွဲမှာအေးဟုတ်တာပဲသူတို့ကလူစီအောင်လုပ်ပေးလိုက်လူစီအောင်လုပ်ပြီးတော့အပညာပွဲလဲပြီးတောက်စာမူးပြန်လာတဲ့အဲ့ကောင်တယောက်ချင်းစောက်ပန်းစရာမလိုဘူး50ရောက်တော့တက်ပြီးသွားပြီအဲ့ဘာသာလေးရဲ့ပေါ့နော်လောင်နေတဲ့အရာလေးကိုသတင်းလေးတစ်ပုဒ်တော့ဖွင့်ပြလိုက်ဖွင့်လိုက်ကိုအေးလက်ဆွဲလိုက်မယ်နော်ကဲအားလုံးမင်္ဂလာပါခင်ဗျာမင်္ဂလာပါကဲကျွန်တော်ကြောင့်မိမဆက်ခင်ကျွန်တော်ရွာကြောင်းလေးနည်းနည်းပြောချင်လို့ပါဒီ18ရက်8လ2026ဖြစ်ပါတယ်ခင်ဗျာဒါဆိုကိစ္စတခြားတော့မဟုတ်ပါဘူးဗျာကျွန်တော်ရွာကိုလာပေါ့စစ်မှုထမ်းကိစ္စလေးနဲ့ကျွန်တော်နည်းနည်းပြောချင်လို့ပါအားကြောင့်အဲ့မောတက်လာခြင်းဖြစ်ပါတယ်ခင်ဗျာစစ်မှုထမ်းကိစ္စဘယ်လိုလဲဆိုတော့ကျွန်တော်ပြည်သူစစ်မှုထမ်းနေစွဲနေတာပဲဗျာတွေ့တဲ့နေရာလဲဆွဲတယ်စမှုတန်းကြီးတွေ4000ထည့်လိုက်3000ထည့်လိုက်2000ခွဲထည့်လိုက်တောက်လျှောက်လာတဲ့တင်းနိုင်မလို့ခုလက်ထိပြောတာနော်35နှစ်ဟုတ်လား sorry 18နှစ်ကနေ35နှစ်စင်းနေလာကောက်တဲ့ရွာကြီးမှာပါတာပဲသူကလည်းသူကောက်ပြီးပြီဆိုလို့အေးရမလားလို့မအေးဘူးဆွဲတယ်ကိုကလောက်ကင်စားတောက်နေကြတာဟာပါတော့ခုနကထည့်ရတဲ့ကိစ္စကကျန်တာတခြားမဟုတ်ပါဘူးကျွန်တော်မိဘတွေ65 66ပေါ့ဗျာ66 80အောက်ဆွဲတွေဗျာကိုကလောက်ကင်စားနေရခုထိသားကြီးထဲ့နေရတယ်နိုင်ငံတော်ဝန်ထမ်းဆောင်နေရဗျာကျွန်တော်တို့ဒီရှမ်းမြောက်မှာဒီတက်ချက်မျိုးမျိုးဖြစ်ပါတယ်ကဲတွေ့ကြည့်ပြီးတော့ဖြစ်တယ်ဒါတဲ့ကြီးခဲ့တွေဝါဘာကြီးထီပေါ့ဗျာသိအောင်ကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်ဟုတ်ပါဘူးကျွန်တော်နေရာလေးကျွန်တော်မိတ်ဆက်ပေးမယ်ခါတယ်ပဲခူးတိုင်းပြည်ခရိုင်ဗတောင်းမြို့နယ်ကုန်းကလေးအုပ်စုသီလာကြေးရွာဥမောင်တော်ဆိုရတာကျွန်တော်မျိုးဝင်းတော်ဖြစ်ပါတယ်ဒီတက်ချက်မျိုးဝင်းတော်ပေါ့ဗျာသူကျွန်တော်ထမ်းဆောင်နေတာရှမ်းမြောက်မှာတာဝန်ကြနေပါတယ်ကဲတွေ့ကြည့်ဗျာသားတယောက်လို့သူကနိုင်ငံတာဝန်ထမ်းဆောင်နေတယ်ရှေ့တန်းမှာဟိုမှာမိဖို့ဖောက်ကြီးကိုယ့်အကူလောက်ကင်စားနေရတယ်အသက်66 60ခွန်80အောက်ဆွဲတွေကဲဖြစ်တယ်မဖြစ်တယ်ဒါအကြီးကလေးသိသိချင်းလို့ပါကျွန်တော်တင်ပြတာလူစုတော့မရှိပါဘူးအဲ့ဒါလေးကျွန်တော်တင်ပြတာပါခုကျွန်တော်ထပ်ပြောမယ်ပြီးကိုယ်ကပဲခူးတိုင်းပြီးခရိုင်ဒီစားလေးနောက်မြို့နယ်ကုန်းကလေးအုပ်စုသီလာကြေးပါပါကျွန်တော်ဥက္ကဋ္ဌနာမည်ကျွန်တော်ပြောမယ်ခုကောင်းနေတဲ့ဥက္ကဋ္ဌပေါ့ဗျာကျွန်တော်တို့ကဥရွယ်ဆိုဥငယ်ကြီးတဲ့နာမည်ငယ်ကြီးပေါ့ဗျာကျွန်တော်ကြတယ်ခုနဲ့ကြီးတယ်ဥငယ်ကြီးလို့ခေါ်ပါတယ်
ဖြစ်တယ်မဖြစ်တယ်ဒါလူကြီးတွေသိသေးခြင်းလို့တင်ပြခြင်းဖြစ်ပါတယ်ဒါတော့ပါပဲဗျာကျေးဇူးတင်ပါတယ် စာဝါရီစက်ကပ်ပါလို့နော် ဟောသူခင်ဗျာလည်းတနာပါဒူးတက်ချက်တောင်ဖြစ်နေပြီ ဒူးတက်ချက်တောင်ဖြစ်နေ ဒူးတက်ချက်တောင်ဖြစ်ဒါပါစာမဟုတ်တော့ ဘာသာမလို့ ဒူးတက်ချက်တောင်ဖြစ်နေဆိုတော့ဒါပါစာမဟုတ်တော့ ရှမ်းမြောက်မှာ အဲ့ဒါကိုကြည့်အောင်သူကိုယ်တိုင်တော့မှပဲဒီမှာဟိုဒါဒူးတက်ချက်တောင်ဖြစ်နေပြီအဲ့ဒါသူ့အိမ်ကဟိုအသက်ကြီး 60ကျော်80ဒီနဲ့အမေက စစ်မှုထမ်းကြီးပေးနေရတယ်အုပ်ကြီးတွေနော်တော်တော်အဲ့ဒါအုပ်ကြီးတွေနဲ့ဆိုင်နေ ဘယ်လောက်တောင်เนาะရင်နာဖို့ကောင်းတယ်ဒါလည်းဟိုကျွန်တော်ကဒီကောင်းလေးဟိုကျွန်တော်တို့တနာလဲကြည့်လိုက်တော့တနာတယ်တကယ်တမ်းကြောင့်လည်းဟိုမှာအဖို့ကိုဟိုအဖေရွယ်ဟို60ကျော်တွေကဒီစစ်မှုထမ်းကြီးပေးတယ်ဒါကလည်းနိုင်ငံတော်မှာအသက်ပေးနေရတယ်အဲ့ဒါကသူကစောက်တလွဲဖြစ်နေတာသူတို့ကရ ငါကခွင့်ရလို့ပြန်လို့ရှိရင်အဲ့အုပ်ကြီးသွားခုတ်တတ်တယ် ပြည့်တက်ပလားအဲ့မှာအုပ်ကြီးနော်ဒါလည်းသူတို့ရဲ့ဖြစ်နေတဲ့ဒါတွေဒါဘပိုက်သိသိချင်းတို့လည်းပြောတဲ့ဟာ ဘဘကြီးကဟုတ်တယ်လေအလုပ်များတယ်လေသူ့မှာခရီးတွေထွက်နေတယ်ဘယ်ဒီအောက်ကဟာတွေဘယ်ကြည့်နိုင်မလဲဟုတ်တယ်မလားနော်အဲ့တော့တလောက်3000 4000ဒီ60ကျော်80တွေလဲသူကမပေးရင်ပေါ်တာဆွဲမဲ့သဘောမှရှိတယ်မကဲသူကမရှိတော့ဘူးတကယ်လို့များမပေးလို့ရှိရင်အုပ်ကြီးကနေပြီးသူ့ဖေပေါ်တာဆွဲရင်ဆွဲမှာ လောဆောကွာအုပ်ကြီးတွေတော့အုပ်ကြီးတွေထဲမှာထပ်ဆိုတဲ့အုပ်ကြီးရှိသေးတယ် ထပ်ဆိုတဲ့အုပ်ကြီး အာရှိ ရှိလား အဲ့ဒီအုပ်ကြီးတွေကိုစိတ်နာနေကောင်လေးရှိတယ်လားအဲ့ဒီအုပ်ကြီးတွေကိုဟမ် အဲ့လိုမျိုးလေးကြည့်နေတာ ကြည့်မလားကြည့်မလား ပတ်စလေးတွေ အခုလည်းဒီကောင်နော်ဒါတအားဆိုးနေလို့သူ့အုပ်ကြီးကသူ့ တော့ပြီးတော့သူဆိုရင်ဒူးတက်ချက်ဖြစ်နေပြီ အခုချိန်ကြီးစစ်မှုထမ်းကြီးပေးနေလူကြီးတော့လည်းစစ်တယ်ထဲမှာတော်တော်ရည်ရတဲ့ကောင်လေဟောအဲ့ဒီအုပ်ကြီးတွေကိုအခု तू ကလာတိုက်နေတာဗာလဲဟိုပြည်ခရိုင်ဘရောင်းမြို့နယ်တပီလှကြေးရွာလားနော် အခုကျွန်တော်ပြောချင်တာဒီရန်ကုန်မြို့တွင်းမှာရှိတဲ့လူငယ်လေးတွေညီလေးတို့ဟောပေါ့နော်ညီလေးတို့အများဆုံးအလုပ်သွားအလုပ်ပြန်ညင်နေတဲ့ခါကျရင်ဟိုတယောက်တည်းမပြန်နဲ့အားလုံးလူစုလူဝေးလေးနဲ့ပြန်နောက်ပြီးကိုကာကွယ်ဖို့အတွက်အငြင်းတဲ့ပစ္စည်းတစ်ခုတော့စောင့်အောင်ဘာဖြစ်လို့လဲဆိုရင်အဲ့လောက်မှတတိမရှိလို့ရှိရင်ညီလေးတို့ပေါ်တာဆွဲခံရမယ်အုပ်စုလက်မတော်တဲ့ခါကျရင်ဒါအုပ်စုလိုက်ဆိုဒီကောင်တွေလည်းမလုပ်ရဲလောက် လောက်ရဲမှု ဟုတ်တယ်မလားအဲ့တော့အဲ့အမျိုးလေးတွေပေါ့နော်ဖြစ်နိုင်တော့ညဘက်အပြင်မထွက်တာတော့အကောင်းဆုံးပါပဲနောက်တစ်ခုကြံပေးချင်တာတော့ညီလေးတို့အဲ့ဒီမှာနေမဲ့အစားတော့တော်လန်ကြီးထဲမှာကျွန်တော်တို့ပါဝင်ခြင်းနဲ့ဆိုလဲရသလိုတော်လန်ကြီးထဲမှာမနေဘူးခြင်းဘူးဆိုလဲတခြားတိုင်းပြည်တစ်ခုခုမှာပေါ့နော်တွားပြီးတော့လှုပ်စေတင်တယ်ဘာဖြစ်လို့လဲဆိုတော့ကိုညီတွေကိုကိုချင်းစာလို့ပေါ့နော်ဒီခွေးတွေကတော့ဒါခွေးလုံးမှာပဲ ဟုတ်တယ်သူတို့ကတော့ထမင်းဘယ်ကျွန်တော်ကိုပြောသလိုပဲထမင်းတော့ငတ်မသိပါဘူးဗမာဖြစ်လူတယောက်လှုပ်ရှားလို့ရပါတယ်နော်အဲ့တော့ဟိုဒီကောင်တွေတက်မတော်ရဲ့သဘောတရားအမှန်သူတို့နားလည်သွားပြီနော်တက်မတော်ရဲ့သဘောတရားအမှန်တော့လူကိုယ်တိုင်နဲ့စက်တက်တဲ့ထည့်ထားအပြင်ပေါ်တာကြီးရတယ်ပေးနေရတယ်အဲလားစဉ်စစ်မှုထမ်းကြီးရတယ်ပေးနေရတယ် တိတ်မနေတော့ အဲ့တော့အုပ်ကြီးတွေအဓိကအုပ်ကြီးတွေနော်အခုဆိုလဲ line ပေါ်မှာပွားထားတယ်ဟိုတယောက်ဗာလဲဟိုစစ်မှုထမ်းနဲ့ပါတဲ့တယောက်သူတို့ဒါတူတိုင်းတို့ပြေဆိုပြီးအောင်တပြေပန်းနေတယ် ဒီပန်းနေတော့ဟိုမျက်နှာဒီလိုလေး တူတယ်ကိုကြီးနဲ့နော်အုတ်ကြီးတွေအဲ့ဒါဘယ်လောက်တောင်သူတို့ပတ်စံယူထားလဲမသိဘူးနော်ပတ်စံယူထားပြီးတော့မာဘေးရဲ့သူတို့ကမိုက်တစ်လုံးနဲ့အဲ့ဒီအုတ်ကြီးတွေကိုတက်ချင်နေတဲ့ကောင်ရှိတယ်အဲ့ဘယ်ထဲရောက်လဲသူအဲ့ပြမယ်ပါစာတွေပဲပါစာတွေမကြည့် ပြောလို့ရနော်ဒီတိုင်းနော်အုတ်ကြီးရေရလိုက်သေရမှတ်ဟာ ဟာ ဟောတတ်မှာအုတ်ကြီးရေငါတို့လုံးဒီလိုလုံးနေရတာမရာမတာပြီလားပြန်လိုက်တတ်မှာ ပြန်လာတတ်ပါပြန်လာတတ်ပါဒီညမပြောင်းပါခင်တာသူကြည့်နော်ကျန်ပြန်လာတတ်မှာ အုတ်ကြီးတွေပြန်လာရင်တတ်မယ်နော်အခုမှအသေးပေါက်နေပြီကိုမကတော့လှုပ်ချင်တာစစ်မှုတဲ့နိုင်ငံတော်ကာကွယ်ဆောင်ရှောက်မယ်ဆိုပြီးတော့ဟမ်ဝင်လာအခုတော့အုတ်ကြီးတွေတတ်ချင်နေ တကယ်တော့အဲ့ဒါကောင်းတယ်တကယ်လို့များအဲ့ကလေးတွေတကယ်ဝင်သွားကြည့်အဲ့ကောင်ဘယ်တွင်းနဲ့ဝင်ပုံလို့ပုံရမယ်ဟိုတလောကလည်းတွေ့ရမလားဂရင်းထဲမှာလေ
သူအပတ်စဉ်ဘယ်လောက်လဲမသိပြီးတယ်ပြီးတော့ပြန်လဲပြန်သူ့ရွာရောက်ချင်းအုပ်ကြီးဓာတ်နဲ့ခုတ်ပလိုက် နော်ကောင်း ဟိုးမြန်မာပြည်မှာလေးဆိုတာအဲ့လိုဖြစ်နေ တော်တော်ဆိုးဆိုးတွေနော်အဲ့တော့ကျွန်တော်နိုင်ငံဘလို့ဇောက်တိဇောက်ထိုးနော်ဇောက်တုံးမိုးမျိုးတွေဖြစ်နေတယ်ဆိုတာကဲကြည့်လိုက်ကြတော့နော် တကယ်မှန်တာပြောရင်ငပေါ်ဟုတ်တာလို့ရင်ငရှုပ်ဟုတ်လားမသူတော်တွေထမင်းဝသူတော်တွေကအချင်းကြနေရတယ်ဘဝအချင်းလောကသစ္စာပြောင်းပြန်ဆိုင်တယ်လောကသစ္စာမြန်ပုံမှန်ပြန်ဆိုင်လို့ရှိရင်မင်းတို့ပဲပြီးမယ်နော်တစ်ချိန်တော့လာတော့မှာပါဒါဒီရက်ထဲမှာဆိုသတင်းကောင်းလေးတွေလည်းအများကြီးကြားရတယ်ဟုတ်တယ်နော်အဲ့တော့ကျွန်တော်ဒေါ်လာရေးခီးရတိတ်မဝေးတော့ပါဘူးအဲ့တော့ပုံညီလေးညီလေးတွေပေါ့အဓိကတော့ဒီ35ဟုတ်လားတချို့ဆိုရင်တချို့ကလေးဆိုရင်အသက်က18လောက်ပဲရှိသေးတယ်အဲ့ကလေးတွေကိုဖမ်းထားတယ်ဖမ်းထားပြီးတော့ဘာလုပ်လဲဆိုတော့မင်းအသက်ပြော18နှစ်ဆို6နှစ်ပြည့်ကန်မင်းအသက်ပြော18နှစ်ဆိုရင်လက်သီးနဲ့ပြစ်ထိုးတယ်နောက်ဆုံးကလေးတွေမခံနိုင်တော့ကျွန်တော်သက်18နှစ်ပါလို့ကဲဒီကောင်ကြီးဘယ်လောက်ရက်ဆက်နေ ကျုံမှာရက်ဆက်နေ ရုံးမှာရက်ဆက်နေတယ်သကောလောက်မှစောင်းမနဲ့တဲ့ကောင်ကြီးဖြစ်ကဲအဲ့တော့ကျွန်တော်ကြီးကိုနေရဲ့ဒီနေ့နော်ဟာတာလေးတစ်ခုတင်ပြတာဒါကတကယ်ရည်ရတယ်ဘာလို့ရည်ရလဲစဉ်းစားကြည့်တယ်ဗျာသူလူတယောက်ရှေ့တန်းမှာလည်းတာဝန်တန်းတော့နောက်တန်းမှာလည်းဖေးမေကြီးကစစ်မှုတန်းကြီးကောက်နေဆိုတော့နောက်ပြီးစစ်မှုတန်းကြီးကောက်တဲ့လူတွေကလည်းအသက်60ကျော်80ကြီးအေးလေကဲထိုးလူကလည်းဒီမှာဒုတက်ကြတော့ဖြစ်နေတော်တော်ရည်ရတယ်နော်အဲ့ကြောင့် PDF နဲ့ကွာPDF နဲ့ကွာအဲ့တော့နောက်တော့လည်းကြည့်လိုက်နော်ပြန်လာရရင်လာကြည့်လိုက်တတ်ပြစ်မယ်ဆိုအုပ်ကြီးတို့ပြန်လာတတ်မယ်ဆိုတာပဲနော်အဲ့တော့ဒီနေ့ကတော့ပြန်အုပ်ကြီးကိုတတ်မဲ့လူနဲ့နော်အုပ်ကြီးထည့်လိုက်လို့စစ်မှုထမ်းနေရတဲ့လူတွေဘလို့ဖြစ်နေလဲတက်မတော်ကြီးကဘာကြီးဖြစ်နေလဲဆိုတာကိုဒါကျွန်တော်ညီကိုနောက်ဒါတင်ပြခြင်းဖြစ်ပါတယ်နောက်ရက်အတေကြတော့ဖုတ်ပြောတဲ့လွတ်တော်ကြီးတွေအကြောင်းတွေကျွန်တော်တို့တခြားသတင်းလေးတွေလည်းတင်ပြပေးပါဦးမယ်လို့ပြောဆိုရင်းနဲ့ကျွန်တော်တို့ခွန်းဆက်တက်လိုက်ပါတယ်ခင်ဗျဟုတ်ကဲ့ပါအားလုံးပဲဆက်အာဏာရှင်စနစ်လွတ်ကင်းပြီးတော့နှလုံးစိမ်ဝမ်းအေးချမ်းပြီးတော့ကျွန်တော်လိုချင်တဲ့ Federal Democracy ပြည်တော်စုကြီးအမြန်ဆုံးငြိမ်းချမ်းတဲ့နိုင်ငံရပါစေလို့ကျွန်တော်ညီကိုနောက်ဆုတောင်းပေးပါရခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်